ဖျားသခင်ရဲ့ကဘာဟိုးရှိတုန်းကဖျားသခင်ကလွဲရင်ဘာမှမရှိဘူးလူလည်းမရှိဘူးကဘာမြေကြီးလည်းမရှိဘူးအချိန်တိုင်းဆိုတာလည်းမရှိဘူးဘာဆိုဘာမှမရှိခဲ့ဘူးတမန်ကျမ်းစာထဲမှာဒီအတိုင်းပဲပြောထားပါတယ်ကျမ်းစာထဲကပထမဆုံးစာအုပ်ကိုကဘာဦးကျမ်းလို့ခေါ်တယ်ဒီစာအုပ်ကအရင်ဦးဆုံးဖြစ်တဲ့အကြောင်းတွေကိုရေးထားပါတယ်အရာအားလုံးဟာဘုရားသခင်ကစခဲ့တယ်လို့ဒီစာအုပ်ကဖော်ပြတယ်ဘယ်ဟာတစ်ခုမှသူ့ဟာသူဖြစ်လာခြင်းမဟုတ်ပဲအရာအားလုံးကဘုရားသခင်ပြုလုပ်ထားတာဖြစ်တယ်သူပြုလုပ်ထားတဲ့အရာထဲမှာကဘာမြေကြီးလည်းပါဝင်တယ်လူတွေဂျိုတွေစัจ java ကြီးတွေလည်းပါတယ်ဘုရားသခင်ပြုလုပ်တော်မူတဲ့အရာအားလုံးဟာပြည့်စုံတယ်ဘုရားသခင်ဟာယောက်ျားမိန်းမယောက်ျားကလေးမိန်းကလေးတစ်ပင်တွေပန်းမန်တွေအားလုံးချစ်ချစ်ခင်ခင်တစ်တစ်မြတ်မြတ်နေဖို့အလိုတော်ရှိတယ်တရိษံတွေပန်းမန်တွေသီးပင်တွေလည်းမပြတ်စည်းစေချင်ဘူးဒါပေမဲ့တိတ်ကြောက်စရာကောင်းတဲ့အရာတစ်ခုပေါ်လာတယ်ဘုရားသခင်ဖြစ်စေခြင်းနဲ့အတိုင်းမဖြစ်လာတော့ဘူးဘုရားသခင်လှုပ်ထားတော်မူတဲ့အရာအလုံးဟာပျက်စီးသွားတော့မလို့ပဲဒါပေမဲ့ဒီအခက်ခဲကိုဖြေရှင်းဖို့ဘုရားသခင်မှာအံ့ဩဖွယ်ဖြေတစ်ခုရှိတယ်ကလေးတို့ဒီစာအုပ်ကိုဆက်ဖတ်ကြည့်ရင်ဘုရားသခင်ဟာကလေးတို့ကိုဘလောက်ပြောစရာကောင်းတဲ့အရာတွေပေးခြင်းလဲဆိုတာသိလာရလိမ့်မယ်ပြဿနာတွေကိုဘယ်လိုဖြေရှင်းခဲ့သလဲဆိုတာကိုလည်းတွေ့ရလိမ့်မယ်ဘုရားသခင်ဟာကလေးတို့ကိုအံ့ဩဖွယ်ကောင်းတဲ့အသက်တာမှာပျော်ရွှင်စွာနေထိုင်ဖို့အလိုတော်ရှိတယ်ဆိုတာကလေးတို့တွေ့ရလိမ့်မယ်ဖန်ဆင်းခြင်းအကြောင်းကဘာဦးကျမ်းအခန်းကြီး1အခန်းငယ်1နဲ့3ကိုခြေပြုထားတာဖြစ်ပါတယ်ပထမဦးဆုံးဟာကဘုရားသခင်ဟာစัจ java ကိုဖန်ဆင်းတော်မူတယ်ကဘာမြေကြီးဟာပါပုံသဏ္ဍာန်မှမရှိဘူးအသက်ရှင်တဲ့အရာအလုံးဟာတခုမှမရှိသေးဘူးနေရာတိုင်းဟာမှောင်မဲနေတယ်လိုင်းထနေတဲ့ရေတွေဟာရှိသမျှအရာအလုံးကိုဖုံးလွှမ်းထားတယ်ဘုရားသခင်ရဲ့တကိုးတော်ဟာရေတွေအပေါ်မှာသွာလာလှုပ်ရှားနေတယ်ဒီတော့ဘုရားသခင်ကအလင်းရောင်ဖြစ်စေလို့မိန့်တော်မူတယ်မိန့်တော်မူတဲ့အတိုင်းအလင်းရောင်ဖြစ်လာတယ်ဘုရားသခင်ကဒါကိုမြင်တော့ဝမ်းသာတော်မူတယ်ဘုရားသခင်ကအလင်းတသက်အမှောင်တသက်ဖြစ်အောင်ခွဲခြားလိုက်တယ်ဒါနဲ့ပဲညနေချိန်ကုန်သွားပြီးမနက်ပိုင်းရောက်လာတယ်ဘုရားသခင်ကကောင်းကင်ဖြစ်စေလို့မိန့်တော်မူတယ်မိန့်တော်မူတဲ့အတိုင်းဖြစ်လာတယ်အဲ့ဒီလိုနဲ့ဘုရားသခင်ကကောင်းကင်ကိုဖန်ဆင်းခဲ့တယ်ညနေချိန်ကုန်သွားပြီးမနက်ပိုင်းရောက်လာပြန်တယ်အဲ့ဒါဒုတိယနေ့ပေါ့နောက်တစ်ဖန်ဘုရားသခင်ကကောင်းကင်အောက်မှာရေတွေအားလုံးတနေရာမှာစုဝေးစေကုန်းမြေပေါ်စေလို့မိန့်တော်မူတယ်မိန့်တော်မူတဲ့အတိုင်းဖြစ်လာပြန်တယ်ကုန်းမြေကိုကဘာမြေကြီးရေကိုပင်လဲလို့ဘုရားသခင်ကနာမည်ပေးတော်မူတယ်ဒါကိုလည်းဘုရားသခင်ကဝမ်းသာဘုရားသခင်ကိုဝမ်းသာစေပြန်တယ်ပြီးတော့ဘုရားသခင်ကမြေကြီးပေါ်မှာအပင်မျိုးစုံပေါက်စေလို့မိန့်တော်မူပြန်တယ်မိန့်တော်မူတဲ့အတိုင်းစပါးသီးနှံတွေအသီးသီးတဲ့အပင်တွေပေါ်လာတယ်ဒီအတွက်ဘုရားသခင်ကဝမ်းသာအားရတော်မူတယ်ဒါနဲ့ပဲညနေချိန်ကုန်လွန်သွားပြီးနောက်တစ်နေ့မနက်ရောက်လာပြန်တယ်ဒါဟာတတိယနေ့ပေါ့အဲ့ဒီနောက်ဘုရားသခင်ကနေ့နဲ့ညခွဲခြားဖို့ကောင်းကင်မှအလင်းအိမ်တွေဖြစ်စေကဘာမြေကြီးကိုအလင်းရောင်ပေးဖို့ကောင်းကင်မှထွန်းလင်းစေရက်တွေနှစ်တွေရာသီဥတုတွေဖြစ်စေလို့မိန့်တော်မူပြန်တယ်မိန့်တော်မူတဲ့အတိုင်းအရာအလုံးဖြစ်လာတယ်ဒါနဲ့ပဲညနေချိန်ကုန်သွားပြီးမနက်ချိန်ရောက်လာပြန်တယ်ဒါဟာစတုတ္ထနေ့ပဲဖြစ်တယ်ပြီးတော့ဘုရားသခင်ကရေထဲမှာအသက်ရှင်နေတဲ့သတ္တဝါမျိုးစုံလေထဲမှာပြန်နိုင်တဲ့အငှက်မျိုးစုံဖြစ်စေလို့မိန့်တော်မူပြန်တယ်မိန့်တော်မူတဲ့အတိုင်းလည်းဖြစ်လာတယ်ရေထဲမှာအသက်ရှင်နေတဲ့ငါးပေါင်းစုံမာယောလေထဲမှာပြန်နေတဲ့ငှက်တွေမာယောသူတို့နဲ့အမျိုးတူတဲ့သားလေးတွေရှိလာကြတယ်
ဖျားသခင်ကသူတို့အတွက်အကောင်းဆုံးဖြစ်စေခြင်းနဲ့ဒါနဲ့ပဲညနေချိန်ကုန်လွန်ပြီးနောက်တစ်နေ့မနက်ကိုရောက်လာပြန်တယ်အဲ့ဒါဟာပြင်စမနေ့ပေါ့ဖျားသခင်ဟာတစ်ပင်မျိုးစုံကိုဖန်တီးပြီးအလွန်ဝမ်းသာတော်မူတယ်အဲ့ဒီနောက်ဖျားသခင်ကဆက်ပြီးအခုငါတို့လူတွေကိုဖန်ဆင်းကြမယ်သူတို့ဟာငါတို့နဲ့တူစေရမယ်သူတို့ဟာငါးများငှက်များကိုအုပ်စိုးရမယ်သူတို့ဟာကြီးတဲ့တရိษံတွေငယ်တဲ့တရိษံတွေရင်ပါတဲ့တရိษံတွေရိုင်းတဲ့တရိษံတွေရအားလုံးကိုအုပ်စိုးစေလို့မိန့်တော်မူတယ်။ဒါကြောင့်ဘုရားသခင်ကသူနဲ့ပုံစံတူတဲ့လူယောက်ျားနဲ့လူမိန်းမကိုဖန်ဆင်းတော်မူတယ်။သူတို့ကိုဘုရားသခင်ကကောင်းချီးပေးပြီးသားသမီးတွေအများကြီးမွေးဖွားကြ။ကမ္ဘာမြေကြီးရဲ့နေရာတိုင်းမှာနေထိုင်ကြပြီးကမ္ဘာမြေကြီးကိုစောင့်ရှောက်ထိန်းသိမ်းကြ။ငါးတွေငှက်တွေနဲ့တရိษံအားလုံးကိုအုပ်ချုပ်ဖို့အခွင့်တာဝန်သင်တို့ကိုငါပေးထားတယ်။စပါးသီးနှံသစ်သီးမျိုးစုံကိုလည်းသင်တို့စားဖို့ငါပေးထားတယ်။တရိษံနဲ့ငှက်အားလုံးစားဖို့အတွက်မြက်နဲ့အပင်ငယ်တွေကိုလည်းငါပေးထားတယ်လို့မိန့်တော်မူတယ်။သူပြောတဲ့အတိုင်းအရာအားလုံးဖြစ်လာတယ်။ဘုရားသခင်ကသူဖန်ဆင်းထားတဲ့အရာတွေအားလုံးကိုကြည့်ပြီးကျေနပ်အားရတော်မူတယ်။ဒါနဲ့ပဲညနေချိန်ကုန်သွားပြီးမနက်ချိန်ရောက်လာပြန်တယ်။ဒါဟာဆဋ္ဌမနေ့ပေါ့။ဒီလိုနဲ့ကဘာကြီးတစ်ခုလုံးကိုဖန်ဆင်းလုပ်ပြီးသွားတယ်။တတ္တမနေ့လည်းရောက်ရောဘုရားသခင်ဟာအားလုံးဖန်ဆင်းပြီးသွားတယ်။ဒါကြောင့်ဘုရားသခင်လည်းအနားယူတော်မူတယ်။ဘုရားသခင်ဟာတတ္တမနေ့ကိုနေ့ထူးဖြစ်စေပြီးအနားယူတဲ့နေ့အဖြစ်သတ်မှတ်လိုက်တယ်။